ရမ်းမူးဝင်သွားတော့ မူးသွားတာမူးသွားတာ ဒါအကိုတို့ရဲ့အမကြီးမတင်ရချင်းလားမသိဘူးနော်အရန်မြူးပြီးတော့အရန်ပိုက်တဲ့ချင်းကိုဒီဟာလေးကလည်းအမြူးကြွလေးနဲ့နော်ဒီဟာလေးအမိုက်စားလန်းစားကောက်ွက်တင်နဲ့တီဆိုးဖြောပြသွားတယ် ဒီကလူမမယ်လေးက body shaming နဲ့မလုပ်ပါနဲ့ပြောထားတယ်နော် तू က မဟုတ် အာ အရင်တော့ performance တွေကိုတကယ်ချင်းကနေစပြီးတော့မျက်မှန်ကြီးတွေကနေပြောပြပါအောင်တကယ်ချင်း ဟာကတော့အားက အာရန်က ရမ်းကိုက လှုပ်ခါထွက်ပြီးပြုတ်ကြသွားမှအောင်ကြောက်ဟဲပြုတ်ကြကုန်ပါဆိုလို့ စတော်ဘယ်ရီဒီအကျွေလေးစားကြည့်လို့ ကောင်းပါလေဒီမှာရေကောင်းပါလေ ဘာမှကျေးဇူးများတင်ပါတယ်အမပြောပါဦးခင်ဗျာ အော် strawberry လေးကလေမကိုပြောတယ်ဟာဒီတချင်းဆိုရင်တော့တဲ့အမကြီးတဲ့ strawberry ကကောက်ရမယ်ထင်တယ်တဲ့အော် strawberry ကအရင်တော့じゃမကရခဲ့လို့လားအရင်တော့လောက်ကလာအခုဆိုအော်ပြောမနေနဲ့တော့အဲ့တော့ကိုလည်းစိတ်ညစ်ညစ်နဲ့ကိုလည်းထပ်ကလိုက်တယ်ကွယ် strawberry မလေးဓာတ်တွေများလိုက်နေသလားအောင်မရတယ် ရမ်းမိုက်ပါတယ်ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်အဲ့တော့ဘဝကနဇွဲကြီးငွေကြီးနဲ့ညီမလေး နဲနဲလောင်ခဏလေးလောင်အဲ့ဒီချိန်မှာသူ့ရဲ့အသီးတွေပြုတ်ကျသွားမှာစိုးရိမ်နေတာတကောလုံးကခါတာဟုတ်တကောလုံးရစီရမရှိအကုန်ခါတာ ဘေးမှာလည်းမဖမ်းမဲ့လူအစ အဲ့လိုဖြစ်နေဘေးမှာလည်းမကိုပိုင်းလည်းလိုက်ခံနေရ မဟုတ်ညီမလေးထားလိုက်ပါတော့အခုဟိုသူ performance တွေပြောလေ အော် performance ကအရင်မိုက်တယ်တကယ်ကိုနော်အခုကြည့်ရတာလူကလည်းအရင်တသေးလေးနဲ့မှတွက်နေရပဲ ဘယ်နေရသေးရလဲ ပေါင်လေးတွေရှောက်တယ် အကုန်လုံးပဲ ပေါင်ကနေစကြည့်လိုက်ပေါင် ကုန်သေးတယ်တဲ့လား ဘိုက် မျက်နှာအစ ကဲကျွန်တော် performance တွေကိုပြော ကောင်းပါလေ ဘာလဲစရိတ်ကိုချက်ပြောကောင်းပါလေဘာလဲ ဒီမဲ့ကူတဲ့ဟိုအယုံကြီးရှိတယ်တော်တော်လေး pressure ဝင် ညသူ့မြင်တဲ့အယုတ်ကလေးတစ်နှစ်ယောက်ဝယ်မြင်အောင်တာမလား ဘယ်လို treasure ဝင်တာလဲ treasure ပါလို့တာ pressure ပြီး pressure ဝင်တယ်ဗောဒီနေ့တော်ပြသွားတဲ့ဥစ္စာလူနဲ့မလိုက်ပါဘူးကောင်းပါတယ်အရွယ်နဲ့မလိုက်ပါဘူးတီးဆိုပြောပြသွားတာအတန်ရောကသွားတော့အကုန်လုံးကောင်းပါတယ်ဗျာ ဟုတ်ကဲ့ပါကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ဆက်လီစံတော်ကြီး၄ယောက်သူရဲ့ performance ပေါ်မှာတည်တည်ကြကြမှတ်ချက်လေးပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ကဲအဲ့တော့ပြဿနာတစ်ခုရှိနေတာ strawberry မာလေးဘယ်သူလဲဆိုတာကိုအရင်အမွန်၄တောင်တိဖို့မရသေးဘူးကိစ္စမရှိဘူးမေကွန်2မိနစ်မေးမယ်သို့တော် သူကမေးမှလားငါတို့မေးရမှာလား तू ကမေးမှာအမတို့အမေးခံရမှာ မေးရတာကောင်းတယ် ဒီဘက်ကမမေးရဘူးလား အဲ့လေ ဒီလိုအမေးခံတဲ့အလဲ မေးပြီတော့မေးပြီတော့အဲ့ရနေငါတို့ရှာမယ် ဟမ်မြောင်ရေတော့ဘေးအားပါမေးခဲ့တဲ့အလဲကြာခဲ့ပြီ မတရားဘူး ကိုတော့မေးဆိုရင်စဉ်းစားနေကြအခုဖြေဖို့တာစဉ်းစားမနေနဲ့ကဲအစင်းသပြေကဲ strawberry အစင်းသပြေပြီလားမေးမယ်နော်မေးခွန်းနဲ့အစင်းသမယ်ကဲအားဆိုရင်ချိန်ပလိုက်ပဲကဲအားဆိုရင်အဲ့မှန်ဘလူးတွေကနေချောင်းနေကောင်ကြီးစမယ် ဟုတ်တယ်အနီအောင်ဒါပါကက်ကင်းရိုက်လာတာနော် story ကိုပြန်ပြီးတော့တံပြန်တိုက်စစ်စင်မှု ရှင် Thank you so much တင်ပေးမှာပေါ့တိတိချာချာတင်ပေးမယ်ဒါပေမဲ့ haste လေးတော့ပြောပြ ဘလူးကြီးတို့ ပေးယူလေဒါတော့ ဟုတ်တယ်လေ Okay ရှင် ဟမ်ဘာလဲ တို့မပြောတော့တို့လာပေါ်နေကြတာ အေးရကိစ္စမရှိပါဘူးဘာမေး ဟိုကတော့လေးလုံးပဲသူကလေးလုံးနေနဲ့များတော့အပြင်ပတ်သက်တာပေါ့နော်တို့ရဲ့ post ကြီး အော်ကိုပိုင်ညောင်ပြောတာလား အေးကဲဘလို့အဖြစ်သူ့ရှိပဲပြန်ရောက်တာပဲကွာသူကမင်းကိုချင်း မချက်သွေးပြတာမဟုတ်ဘူးဟာဘာပြောအိမ်ရောက်ရင်ရှင်းရမှာကိုကြိုတွေးတာ ကြောက်သွေးဖြာတာကြောက်သွေးရှက်သွေးမဟုတ်ကြောက်သွေးခေါ်တယ် နာမည်လေးလုံးကဟိုအရင်တော့ကနာမည်ကြီးပြီးသားတော့အင်္ဂါနန်လေးနဲ့စတာ အမဘေးရင်းဆရာမလာရင် ဒီကနေ့ဆို အဲ့တယောက်ကရော ည နောက်တစ်ယောက်ကနာမည်လေးလုံးကကြတော့ကြာတာပဒီနန်လေးနဲ့စတာ အော် ကဲ အဲ့လို ကောမင်းကလည်းတွေ့ပါပဲနော် အဲ့လောက်ပဲပြောမယ် ဟမ် ကိုပိုင်ကြောင်ပြောရဲဆိုလို့တတိယသွားလို့ပါထည့်ပြောလိုက် ဒီသတိရတာတခြားမရှိဘူးလား အဲ့ဒါပဲ
ပဲပြောမလို့ပြောရနော်သူတို့ဆက်တာနော် သမီးတို့ငယ်ငယ်တုန်းကဆိုလို့ရှိရင်လေအဲ့လိုမျိုးအိမ်တွေပါလေပေါ့နော်သွားလဲကြလို့ရှိရင်ကိုပိုက်ပုံတွေကအဲ့ဒီအခန်းထဲမှာအပြည့်ပဲ ပြီပဲနော် အော် မဟုတ်လေအဲ့ဆိုင်အဲ့ဆိုင်မျိုးတော့ဆိုင်နေလေ ဩဘာလဲဟိုအိမ်တိန်ဆိုတာအမျိုးအိမ်လား အေးပေါ့ အဲ့မှာသွားလေတော့ သွားလဲ အပြည့်ပဲ အပြည့်ပဲပြည့်ပဲ အော်အေးပါသွားကတ်ထားမှာပေါ့ ဟာကို ပြောဝါပြောဒီအပီဆုံးမှာအပီပြောတော့တကောက်ထပ်မကူနဲ့ငါလက်ခံတယ်ဒီနေ့အပီပြော 40ပါမှာ40 လာထိုင်လို့ပြော ဟောအေးပြီး သူတို့ကထိုင်ငါတို့ကထားမယ်လား အဲ့တော့ရပြီအဲ့ ကျင်းတဲ့အထိပြော နင်းငါ့အိမ်ကိုသွားကြည့်လို့နင်ကကိုပိုက်ပုံကြီးအများကြီးကတ်ထားတာကို ဘယ်မျိုးလဲ အမ် မဟုတ် तू ကလေ तू ပြောရင်သွားကြည့်လို့ကို သူ ပိုက် က ပုံ သူ ကြီး မျိုး ငါ သွား ကြ ကြည့်လို့ တော့ တွေ့တာ ကိုပိုက်အိမ်ကိုသွားကြည့်တယ် အဲ့ဘာလဲတွေ့ရ နင်မျိုးပုံနဲ့အများကြီးကတ်ထားတယ်ဆိုရင် အော်